အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်မှာရှိတဲ့ DNG ဟာကမ္ဘာမှာအကျော်ကြားဆုံးနဲ့အချောက်ချားဆုံးအိမ်တလုံးဖြစ်ကိုသတ်မှတ်ခံထားရပါတယ်။ DN ရဲ့တမိုင်းဆိုးဟာ1984ခုနှစ်မှာစတင်ခဲ့တာပါ။ Ronald DeFeo လို့ခေါ်တဲ့လူငယ်တစ်ယောက်ဟာသူ့ရဲ့မိသားစုဝင်6ယောက်စလုံးကို DN ထဲမှာတင်အရှင်လက်လက်ပစ်သတ်ခဲ့ပါတယ်။ဒီနေ့ကြာမှာတော့လူမိသားစုဟာ DN ကိုစီသက်တာနဲ့ဝယ်ယူပြီးတော့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လို့သူတို့ဟာ28ရက်ပဲခံခဲ့ပါတယ်။အိမ်ထဲမှာမမြင်ရတဲ့အင်အားစုတွေကတကားတွေကိုဝုန်းကနေပိတ်ပစ်တာနေရံတွေကနေကိုစီကတ်တဲ့အရေးတွေစီးကျစီတာထူးဆန်းတဲ့အနက်သက်ဆိုးတွေရတာနဲ့မိသားစုဝင်တွေရဲ့စိတ်ရိုင်းတွေဝင်လာတာမျိုးတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။ညဘက်ဒီမှာအိမ်ရဲ့ပရင်ပေါက်ကနေနေရဲတဲ့မျိုးလုံးတစုံကစိုက်ကြည့်နေတတ်ပြီးအိမ်မဆိုးတွေကလည်းအိမ်သားတွေကိုခြောက်လန့်ခဲ့ကြပါတယ်။ဒီဖြစ်ပျက်တွေဟာတာမန်လူတယောက်စိတ်ကူးရင်ပူတော်မှာခက်ခဲတဲ့အထီးကိုထိတ်လန့်စရာကောင်းလာပါတယ်။နံပါတ်2အိမ်ကတော့ Winchester နနာဘာဝအိမ်တော်ကြီးလို့ခေါ်ဆိုတဲ့အိမ်ပါ။ဒီအိမ်ကြီးကတခြားသောအိမ်တွေနဲ့မတူဘဲနဲ့ဆလုံးပေါ်လုံကမထူးဆန်းတာကြောင့်လူသိများပါတယ်။ Winchester Rifle တနက်ထုတ်လုပ်သူရဲ့ဇနီး Sarah Winchester ဟာသူမရဲ့ခင်မွန်းနဲ့တမိဖြစ်တဲ့သူကွယ်လွန်ပြီးသွားတဲ့နောက်မော်ဆီယာတဦးနဲ့တိုင်ပင်ခဲ့ပါတယ်။ဒီမော်ဆီယာက Winchester တနက်တွေကြောင့်မလို့တည်ဆုံခဲ့ရတဲ့ဝိညာဉ်တွေဟာမင်းကိုလိုက်လံချောင်းလန့်နေပြီးအဲ့ဒီဝိညာဉ်တွေမနှောက်ယှက်နိုင်အောင်အိမ်ကိုအဆက်မပြတ်စောင့်နေရမယ်လို့လည်းပြောခဲ့ပါတယ်။ဒါကြောင့်မလို့ Sarah ဟာ38နှစ်တိုင်အိမ်ကိုတရက်မှမနာပဲထူးဆန်းတဲ့ပုံစံတွေနဲ့ဆောက်လုပ်ခဲ့ပါတယ်။အိမ်ထဲမှာပဲကိုမှမရောက်တဲ့လှေကားတွေနေရန်ကိုဖွင့်ထားတဲ့တကားတွေအခန်းပေါင်း160ကျော်ရှိပါတယ်။သူမဟာဝိညာဉ်တွေကိုလှည့်စားဖို့အတွက်ဒီလိုမျိုးရှုပ်ထွေးအောင်လို့ကိုဆောက်လုပ်ခဲ့တာပါ။အိမ်ထဲမှာညာဘက်ဆိုရင်ထူးဆန်းတဲ့ခြေတံတွေစကားပြောတံတွေနဲ့တကားခောက်တံတွေကိုအခုထိကြားနေရစေလို့လည်းဆိုပါတယ်။ဝိညာဉ်တွေကိုဖိတ်ခေါ်တဲ့အခန်းတွေနဲ့ဝိညာဉ်တွေလမ်းပြအောင်လို့လုပ်ထားတဲ့ဒီဘီသူကလက်ရတွေဟာကမ္ဘာထူးဆန်းဆုံးနာနာဘာဝအိမ်ဖြစ်ကိုမှတည်ရှိနေပါတယ်။နံပါတ်3ကတော့မိုင်းတန်အိမ်ကြီးပါ။ဩစတြေးလျနိုင်ငံမှာတော့မိုင်းတန်အိမ်ကြီးဟာအချောက်ချားဆုံးနေရာဖြစ်ကိုနာမည်ကြီးပါတယ်။1885ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ဒီအိမ်ကြီးမှာထူးဆန်းတဲ့တည်ဆုံမှုပေါင်းများစွာဖြစ်ပေါ်ခဲ့ပါတယ်။ကလေးထင်းတယောက်ကကလေးကိုလေကားပေါ်ကနေပြုတ်ကျစေခဲ့တာအိမ်ပေါ်မှာလေးတူဝရဏပေါ်ကနေခုံချတည်ဆုံခဲ့တာနဲ့နွားတင်းကုတ်ထဲမှာလူတယောက်အရှင်လက်လက်မီးလောင်တည်ဆုံခဲ့တာမျိုးတွေဖြစ်ခဲ့ပါတယ်။ဒီမှာနေထိုင်တဲ့သူတွေဟာအမှောင်ထဲမှာတစုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားရတာတွေမမြင်ရတဲ့လက်တစုံကပခုံးကိုလာပုတ်တာမျိုးတွေကိုကြုံတွေ့ရလိမ့်ရှိပါတယ်။အထူးသဖြင့်ကတော့အင်ရှင်ဟောင်းဖြစ်တဲ့သူ Mrs. Crowley ရဲ့ဝိညာဉ်ကအင်ကိုခုတီကိုဆောင်းရှောက်နေပြီးတော့အပြင်လူတွေဝင်လာပြီးဆိုရင်အေးဆက်တဲ့ငွေသက်တွေနဲ့ချောင်းလန့်တက်တယ်လို့လည်းဆိုကြပါတယ်။ညဘက်ဒီမှာခန်းထဲကမီးတွေဟာသူ့လိုလိုလင်းလာတာပိတ်ထားတဲ့တကားတွေပွင့်လာတာနဲ့မိုးတန်လိုလိုအတန်ဆန်းတွေကိုကြားရတာကဒီရဲ့ပုံမှန်ချင်းတွေတစ်ခုလိုဖြစ်နေပါပြီ။နံပါတ်4နဲ့ကတော့ Polly Parsonage လို့ခေါ်ပါတယ်။အင်္ဂလန်ရဲ့6ကြားဆုံးအိမ်ဖြစ်ကိုလူသိများတဲ့ဒီရင်ကြီးမှာတော့ဝိလုံနဝေတီလာရှင်တစ်ပါးရဲ့ဝိညာဉ်ဟာဥယျာဉ်ထဲမှာလမ်းလျှောက်နေတတ်တယ်လို့နာမည်ကြီးပါတယ်။အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေဟာသူ့လိုလိုလေထဲမှာမြောက်တက်လာတာတွေနေရနေပေါ်မှာမမြင်ရတဲ့လက်နဲ့စာတွေရေးသားသွားတာမျိုးတွေဟာမိမိသက်သေပေါင်းများစွာတွေ့ရှိခဲ့ရပါတယ်။1930ပြည့်နှစ်လုံးတွေမှာနာမည်ကျော်ဝိညာဉ်မဲလိုက်တဲ့သူ Harry Price ကိုရိုင်းတောင်မှလာရောက်လေ့လာခဲ့ပြီးတော့ဒီအိမ်ဟာကမ္ဘာတစ်ဝန်းမှာပုံမှုပြီးတော့ကြော်ကြားလာခဲ့ပါတယ်။အင်ကြီးဟာနောက်ပိုင်းမှာတော့မီးလောင်ပျက်စီးသွားခဲ့ပေမဲ့အဲ့ဒီနေရာမှာကျန်ရှိနေတဲ့ဝိညာဉ်တွေရဲ့ခြောက်ခြားမှုကတော့ယနေ့တိုင်သတင်းကြီးနေဆဲပဲဖြစ်ပါတယ်။